ဒီဇလန်တွေဟာဒီရွယ်ကျွေးမြေဝပြေးလွှားလို့လွင်နေစဉ်မှာဒုတိယကိုသတိတရားနဲ့တန်တန်လို့လွမ်းမိရဲ့လေဘုံစင်ချိန်တွေကသူ့ရဲ့တို့လူရဲ့နီလို့ရောက်ရှိခဲ့ကြတဲ့ပိတ်ချစ်သူတွေလို့များလာတတ်မှခဲ့ငယ်စဉ်ဟိုချိန်ကတို့ဘဝရဲ့တိတ်ဒီဇလန်ရင်ထဲလိုက်လို့တိတ်ကိုလွမ်းရှိတဲ့ဒီဇလန်ပြန်အောင်လေးရဲ့ຫນွေလေးတိုက်ကန်နေစဉ်မှာတို့ကြောင့်မို့တွေ့တော့ရင်လွမ်းရတဲ့နေ့တည်းပါလေဘုံစင်ချိန်တွေကသူ့ရဲ့တို့လူရောက်ခဲ့လိုက်လို့တိတ်ကိုလွမ်းရင်ထဲရှိရဲ့ဒီဇလန်ပြန်အောင်လေးရဲ့လွေလေးတိုက်ကပ်ပြုနေစဉ်မှာသူကြောင့်မို့တွေ့တော့ရင်လွမ်းရတဲ့နေ့တည်းပါလေချိန်တွေကသူ့ရဲ့တို့လူရောက်ခဲ့သူရှောက်ဘူးရဲ့လမ်းလေးရဲ့ဘေးဘက်မှာပါလေဝရင်တိုင်းခုပွေရဲ့ဘက်မှာတို့ရဲ့ရင်ဝင်တဲ့လွမ်းရတဲ့စိတ်ကြောင့်လေရင်အောင်ကနေစေလူချစ်ပုံရင်ကလွမ်းရင်ထဲလိုက်လို့တိတ်ကိုလွမ်းရင်ထဲရှိရဲ့ဒီဇလန်လွမ်းရင်ထဲလိုက်လို့တိတ်ကို